ဝင်ငွေနည်းနေလို့ငွေရေးကြီးရေးမှာမလွတ်လပ်ဖို့ဆိုတာအိမ်မတစ်ခုလိုပဲဖြစ်နေမလားလို့တွေးဖူးပါတလားဒီနေ့ရောက်လီဝင်ငွေကိုအဖြစ်တင်မနေလို့ပဲကိုယ့်ရဲ့အတွေးခေါ်နဲ့အလေးချင်းလေးတွေကိုနည်းနည်းလေးပြောင်းလိုက်ယုံနဲ့ငွေကြီးဘဝတစ်ခုလုံးကိုဘလို့ပြောင်းပြန်လန့်ပေးလို့ရမလဲဆိုတာကိုကြည့်ထားကြပါမယ် ချမ်းသာခြင်းဝင်ငွေကောင်းရမယ်ဒါကကျွန်တော်တို့အမြဲကြားနေရတဲ့စကားပဲနော်ဒါဗစ်ရဲ့ဆိုကအဲ့ဒီအတွေ့ကိုလုံးဝစင်ခေါ်လိုက်တာပဲတကယ်တော့လေချမ်းသာတယ်ဆိုတာဝင်ငွေတစ်ခုတည်းနဲ့တိုင်းတာလို့မရဘူးအများကြီးပုံနေနေတယ်ပါတယ်ကဲအဲ့ဒီအခြေခံမှုအသစ်တွေကဘာလဲဆိုတာကြည့်လိုက်အောင် ကဲဝင်ငွေကနေမစဘူးဆိုရင်ဘယ်ကနေစမှာလဲဟုတ်တယ်မလားအဖေကအရန်ရှင်းတယ်အတိကနေစတာပါကိုပိတ်ဆန်အိတ်ထဲမှာဘယ်လောက်ရှိလဲဆိုတာထက်ကိုပိတ်ဆန်နဲ့ဘယ်လိုထောက်သွားလဲဆိုတာကိုသိနေတာကပိုအရေးကြီးတယ်ဆိုတဲ့သဘောပါပဲတစ်ဖက်မှာကလူတော်တော်များများကြားသွားတဲ့ဝင်ငွေထောင်ချော့ဆိုတာရှိရဲလာဇာတိုးရင်အားလုံးโอเคသွားမှာပဲဆိုတဲ့အကြွေးမျိုးပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာတော့အတိတရားအခြေခံမူကပဲအလုပ်ဖြစ်တယ်ဥပမာပေးရရင်ရေတစ်ခွက်ကိုတောင်တေးချမကိုက်နိုင်တဲ့သူကိုရေတပုံးအပြည့်သွားပေးလိုက်ရင်ဘာဖြစ်သွားမလဲအကုန်မောက်ကုန်ပါပေါ့အဲ့ဒီလိုပဲငွေနဲ့နဲ့ကိုတောင်စနစ်တကျမကိုက်တွယ်နိုင်ရင်ငွေများများဝင်လာလေအလေးကျင့်ဆိုးတွေကဝင်ငွေနဲ့အတူလိုက်ကြီးလာလေပဲ ဒီစကားကတော်တော်လေးကိုအထီးပဲရှိတယ်ငွေကကိုယ့်ကိုပို့တော်အောင်ပိုညက်အောင်လုပ်ပေးတာမျိုးမဟုတ်ဘူးသူကမန်တစ်ချက်လိုပဲ